အားလုံးပဲမင်္ဂလာပါရှင်ရွှေမိတ်တဲ့ရဲ့ question and answer ကဏ္ဍလေးကနေကြိုဆိုလိုက်ပါတယ်ရှင် မင်္ဂလာပါမ မင်္ဂလာပါညီမလေး ဟုတ်ကဲ့ဒီနေ့မေးချင်တဲ့မေးခွန်းလေးရပါတော့ဒီရွှေမိတ်တက်မှာဆိုရင် order တွေမှာတဲ့ခါကျရင်ဒီ juicy စစ်မယ်ပေါ့နော် juicy စစ်ပေးမယ်ဆိုရဲဟာဘာကိုပြောချင်တာလဲပေါ့နော် juicy ဆိုတာဘာကိုပြောချင်တာလဲအဲ့ဒါလေးသိချင်ပါရဲ့ရှင့် ဟုတ်ကဲ့ပါညီမလေး juicy ဆိုတာပေါ့နော် quality control လို့ခေါ်ပြီးတော့မာကြီးတို့ဒီ production ကထွက်သမျှတကားတိုင်းကို customer ရှိမရောက်ခင်တဆင့်ခံပေါ့နော်အဲ့ဒါမပေါအောင်စစ်တဲ့နေရပါခုလိုမျိုးပေါ့နော် juicy စစ်ပေးတာကြောင့်မို့လို့မာကြီးတို့လုံးဝ customer ရှိရောအဲ့ဒါပါမသွားဘူးပေါ့နော်ပြီးတော့ brand တကားတွေဆိုမှန်ပါရင်မှန်နေရဲ့ဒီပေါ့နော်အစင်းကြောင်းလေးတစ်ကြောင်းထင်တာဆိုမာကြီးတို့လုံးဝမရှိစေရင် juicy ကနေပြီးတော့ပြန်ပြီးတော့ production ကိုပို့တဲ့နေရာပဲဖြစ်ပါတယ်ပြီးတော့ဒီမာကြီးတို့ရှိမှာပေါ့နော်ဒီ production ကနေပြီးတော့ beating နဲ့ထုတဲ့အခါမှာဒီလိုခြေကြော်တွေဒူးပိတ်တွေပိန်တာတွေမတော်တဆဖြစ်တတ်တယ်အဲ့လိုဖြစ်ပြီးဆိုရင်ဒီ juicy ဌာနကနေပြီးတော့ production ဌာနကိုပြန်ပြီးတော့ပြင်ပေးဖို့အတွက် juicy ဌာနကိုထားရှိခြင်းပဲဖြစ်ပါတယ်ရှင်တန်ရှင်းရေးတွေဆိုရင်လည်းတေချာတင်နိုင်တဲ့တန်ရှင်းရေးလုပ်ပေးတဲ့အပြင်ကို customer တွေရဲ့ကိုစားပေါ့နော်လုံးဝ error မပါအောင်စစ်ပေးတဲ့နေရာကို juicy လို့ခေါ်ပါတယ်ရှင်ဒါကြောင့်မို့လို့ရွှေမိတ်တစ်ကဘယ်တကားပဲဝယ် customer ရှိကိုလုံးဝ error ရောက်မသွားပါဘူးရှင်အော်ဟုတ်ကဲ့အမရှင်းပြလိုက်လို့အခုတေချာလေးနားလည်သွားပြီပါနော်ဟုတ်ကျေးဇူးတင်ပါတယ်ရှင့်ဟုတ်ကဲ့ပါညီမလေးလေးခုလိုပေါ့နော်မေးမြန်းပေးတဲ့အတွက်မှာကျေးဇူးတင်ပါတယ်ရှင်ခုလိုမျိုး question and answer ကဏ္ဍလေးကတော့ဒီနေ့အတွက်ဒီလောက်ပါပဲနောက်ထပ်မှလည်းဝေတို့ထပ်ပြီးတော့တင်ဆက်သွားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဒီဗီဒီယိုလေးကကြိုးရှိမယ်ဆိုရင်တော့ like and share လုပ်ပေးတော့မမေ့ပါနဲ့ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်